One Championship ပြိုင်ပွဲရဲ့173ပြိုင်ပွဲမှာထည့်သွင်းထားတဲ့ Rotan နဲ့ Nontan တို့ပွဲကပြတ်သွားခဲ့ပါပြီ။ Rotan ကဒီမနေ့ပြုလုပ်ခဲ့တဲ့စစ်စစ် weight ချိန်တဲ့ကိစ္စတွေပါအဆင်ပြေပေမဲ့ Noo ကတော့သတ်မှတ် weight တန်းမဝင်ခဲ့ပါဘူး။ Thai Fighter ချင်းကပတ်လူရမဲ့ပွဲတွေဆိုရင်အခုလိုအဆင်မပြေမှုတွေဖြစ်နေတာကရိုးရလို့ဖြစ်နေပါပြီ။ Rotan နဲ့ Super Lat တို့ပွဲတုန်းက Super Lat က weight ကျော်ခဲ့တယ်လို့ Super Lat နဲ့ Navi တို့ထိတ်တိုက်တွေ့ချိန်တုန်းကလည်း Super Lat က weight ကျော်နေခဲ့ပြီးတော့ပြည်သက်တွေကိုကတိကအောင်ဖြစ်စေခဲ့ပါတယ်။အခုပွဲမှာလည်း Rotan နဲ့ Noo တို့ကိုကပတ်လူပွဲပုံစံမဟုတ်ဘဲနဲ့ Cast weight တန်းညှိထိုးခိုင်းမယ်လို့ထင်ခဲ့ပေမဲ့ Rotan က weight ချိန်ပြီးမှပဲစီးုံရောက်သွားလို့ပြိုင်ပွဲကနှုတ်သက်သွားခဲ့ပြီလို့ဆိုပါတယ်။ One back ကတော့ဒီနှစ်ယောက်ကိုပြန်ပွဲတည်ပေးမယ်လို့လည်းဆိုထားပါတယ်။ Rotan ကလည်းပြိုင်ပွဲကနှုတ်ထွက်လိုက်တဲ့ကြောင့်မို့ပြည်သက်အားလုံးကိုတောင်းပန်ပါတယ်။ကျွန်တော်အစွမ်းကုန်စူးစမ်းခဲ့ပါတယ်။အားလုံးအဆင်ပြေသွားခဲ့ပေမဲ့ခန္ဓာကိုယ်ကအနာပိလိုက်တဲ့အခါမှာကြွက်တက်တာတွေနာကျင်ကြိုက်ခဲတာတွေဖြစ်လာလို့ပါကျွန်တော်ကိုယုံကြည်ပေးပါကျွန်တော်တိုက်ပွဲဝင်မှုပြန်လာခဲ့ပါမယ်ဒါပေမဲ့ခန္ဓာကိုယ်ကမတက်နိုင်တော့ဘူးဆိုရင်တော့လက်ခံပေးရမှာပဲမဟုတ်လားဝမ်ဘက်ကလည်းကျွန်တော်ကိုစင်ပြန်ထိုးသက်ခွင့်မပေးခဲ့ပါဘူးလာမဲ့နောက်ပွဲစဉ်တွေမှာပြန်လည်ဆုံတွေ့ဖို့မျှော်လင့်ပါတယ်လို့အခုလိုပဲပြောကြားခဲ့ပါတယ်အခုပွဲနဲ့ပတ်သက်ပြီးတော့လည်းနိုအိုကတောင်းပန်စကားဆိုထားပါသေးတယ်သူ့အနေနဲ့ဝေဖန်မှုတိုင်းကိုလေးစားစွာနဲ့လက်ခံပါတယ်တကယ်လို့သူ့အနေနဲ့မာယုံမှုတစ်ခုခုစီးခဲ့ရင်လည်းစိတ်ရင်းမှန်နဲ့တောင်းပန်ပါတယ်သူအကောင်းဆုံးစူးစမ်းခဲ့ပေမဲ့ဒီလိုဖြစ်လာလိုက်မယ်လို့လည်းမမျှော်လင့်ခဲ့ပါဘူးလို့သူ့အနေနဲ့တောင်းပန်စကားဆိုထားပါသေးတယ်